ကဲဒါကျွန်တော်ရဲ့တငယ်ချင်းဖြစ်တယ်နော်သူကတူပဲတာတော်နဲ့တပင်မေးကြပါနော်တနေ့ထက်ပညာသင်ကြနော်သူကတော့ဘလို့ပြောသူကမင်းသမီးလိုပဲကချင်တယ်ယောက်ျားလိုမကချင်ဘူးနော်ရိုက်တတ်တဲ့ဆောင်းလည်းမကနိုင်ဘူးအမေမွေးရပါရမီပါလာတာသူမှနောက်မျိုးလည်းရှိတယ်ဗျိုင်မတဲ့ဗျိုင်မအားထားတော့ဗျိုင်မစစ်စနုံးနဲ့ခေါ်ကြတာကျွန်တော်တို့ကြောက်ကြလေးအဆောင်ကကဲဟိုဘက်ကပြုံးလေးနဲ့စမိုင်းလေးချစ်စရာလေးနော်မမပတိရေကျွန်တော်တို့ကမန္တမလိုပဲချစ်စရာလေးဟုတ်တာပေါ့ငမင်းလောက်ခေါင်းလေးညီမလေးကဲတီတီနိုင်လောက်ခေါ်ပါရဲ့ဖြူနိုင်တီတီနိုင်ပါရှင်အော်ဖြူတီနိုင်နဲ့လားစင်လိုက်တာနှလုံးသားအေးနေရပဲဟာကိုမလောက်နဲ့ဒါကျွန်တော်မင်းသမီးလူကျွန်တော်မင်းသမီးဖြစ်နိုင်လားမဖြစ်နိုင်ဘူးမိတ္တနာမင်းသားမှာလဲဒါတာရင်မင်းသမီးနော်ကိုမလောက်နဲ့ခြိုက်ဘူးကြီးကျယ်လိုက်တာကဲညီမလေးဘယ်ကနေလာပြီးတော့ဒါတက်ပြပြေးတာလေဘယ်ကနေလာပြီးတော့လည်းပြောပြေးတာလေဒီတိုင်းစီမီနေလူပြတ်တက်တူရန်ကုန်ကနေပြီးတော့မှလာရောက်ဖြစ်ပြတာဖြစ်ပါရဲ့ရှင်။ဆိုပြီးကျွန်တော်ညီမလေးပထမနေ့ဆောင်းသူဖြစ်ပါတယ်။ဟုတ်တယ်နော်။အပေးကြပါဦးလို့နော်။ကဲနောက်တစ်ယောက်မောင်ရှိတဲ့လားညီမလေး။ညာမောင်ရှိတဲ့လားလေ။မောင်ရှိပါ။မစိုးအောင်ဟောင်းကြည့်ပြီးမစိုးပါဘူးဟောင်းဆိုပြီးမဖြစ်ဘူးသူရဲ့ရုပ်စင်ကရှိတာလေအဲ့လိုရုပ်စင်ကလေငမေဘလို့စပေးပါဦးမင်းမေကထထအောင်ခေါ်ရရှင်ထထအောင်ထထပြီးတော့အောင်တော့လာသူကအဲ့လိုထထအောင်လေကဲကျေးဇူးပါညီမလေးကဲနောက်ကဲတော့ခေါင်းလေးနဲ့လေးစားမလေးအားလုံးတရားပါရှင်နာမည်ဘယ်လိုလဲညီမလေးဒီနေ့မရတော့မူတက်ခင်ကိုခေါ်ပါရဲ့ရှင်မူတက်ခင်ချစ်စရာလေးပါညီမလေးချစ်စရာလေးကဲရဲလာအနောက်ကပြင်လာမလေးပြင်နမလေးဘယ်လိုဖြစ်တာလဲတောင်ကြီးပဲလားတောင်ကြီးဘယ်လိုဆောက်လဲမင်းသားခေါ်လို့ပြောသွားတာကိုကြီးခေါ်ရောဒီလိုပေါ့ကိုယ်စီကိုမသိဘူးဒါကျွန်တော်ညီမလေးရဲ့ဆိုရင်ဒီသူကကရင်တိုင်းရလေးဖြစ်ပါလေနော် sorry ကရင်တိုင်းရလေးဖြစ်ပါလေဝိစားပေးပါဦးညီမလေးဟုတ်ကဲ့မင်္ဂလာပါရှင်သမီးကတော့နှင်းစပယ်အောင်လို့ခေါ်ပါတယ်နှင်းစပယ်အောင်လေနော်ကျေးဇူးတော်ညီမလေးဟုတ်ကဲ့ရှင်ဟောဒီနေရာမှာဘယ်ကလာတယ်လဲဘယ်ကနှစ်ပြည်ကကြောက်ကျွန်တော်လားမောင်မူကျွန်တော်တော့14မြင်းဆောင်အေယောက်တန်းရလာပါဘာဒီမိတ်ဆက်လေးရဗျာ14မြင်းဆောင်ဆိုအေယောက်ဒီအခုအေယောက်ဒီကလေဘယ်နာလေအေယောက်ဒီကဒါမင်းသားလေးရောက်နေတာအေယောက်ဒီလေမဟုတ်ဒါရောက်နေတာပန်းတတော်လေးဟုတ်တယ်လေပန်းတတော်တောင်းပြီးဦးပြောတော့ဟဲ့မင်းနေအောင်မင်းနေတာအေယာဝတီဆိုကျဲပြတယ်ပန်းတော်အေယာဝတီပသိမ်နဲ့အေယာဝတီတိုင်းဆိုကျဲပြတယ်မင်းကဘယ်နေရာကလဲဘယ်စနဘုတ်ဘယ်တောတာလဲရေကြီးမြို့နေရာဖြစ်ပါလေရေကြီးတို့ရေကြီးတောဟောရေကြီးတောဆိုတာတနဘုတ်ရေကြီးဆိုတာမြို့လားမသိတာကလေးဆိုတာခါမောင်းရောက်ပြီတာမသိအေးခေါ်ရတယ်ကြမလို့နဲ့ပြန်ခေါ်တော့မယ်ဟာတို့ကြချီတာဝတီရမောင်ဆိုရင်ဖြစ်နော်ဒီနယ်ဒေသကိုတစ်ခါမှမရောက်ဘူးပါဘူးဒီနေရာဆိုရင်ဖြစ်ပထမဦးဆုံးအချိန်ဖြစ်ပါလေတာတို့ဖွဲ့မျိုးခုလိုရောက်ခွင့်ရတဲ့နော်အရင်ဆုံးကျေးဇူးတရားမှာကတာတို့ရဲ့ဒီဆရာတော်ဘုရားကြီးကနေပြီးတော့နော်ဟောဒီကအလူဒကမကြီးနော်လူဒကမကြီးတွေပြီးတော့ကျွန်တော်ရဲ့တငယ်ချင်းချမ်းရချိုရေးမိသားစုတွေအားလုံးကိုလေဒီကနေကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးတရားတွေလက်လဲနော်တာတို့ကိုနော်အခုလိုမျိုးနောက်ရောက်ဖြစ်ခွင့်ပေးရတဲ့အတွက်တော်လည်းအင်မတန်မှဝမ်းသာဂုဏ်ယူမိပါတယ်မှန်ပါတယ်ဗျာဒါဆိုရင်တောင်းလို့ကဒီရွာနဲ့ရေးဆက်ရှိတယ်လို့ပြောလို့ရမယ်ကိုကြီးဟုတ်တာပေါ့နဲတဲ့ကံမဟုတ်ပါဘူးရေးဆက်ရှိလို့ကောမလေးလိုက်ကြည့်နေတာဘုရားမတမလားလေစေကျော်တဲ့လေးတွေချမ်းသာရေးကမလေးတွေမရှိတော့ဘူးဟောမကြည့်စေကျော်တဲ့လေးတွေညီမလေးဟေးညီမလေးကိုကြီးလာခဲ့မယ်နော်အပေးနေတဲ့အုံးမီနှလုံးမိတ်ထားတဲ့အပေးတဲ့တယောက်ဟဲ့မနှိုးဗျာကဲဟိုမှာကြည့်စမ်းကဲအပေးတယ်နော်ကြကောင်းလိုက်တာတောင်း
ဟုတ်ကြောင်းပြရလို့ပဲအခုတော့ဘယ်လောက်ခန့်ကြလဲ အကိုတို့ကသူ့ချောသိမ့်နေတယ်လို့ပဲသူက ကဲကိုကြီးရနေတဲ့ပြန်အောင်ရ ပြန်မှန်တော့ဗျာ ဆောင်းရင် ကျွန်တော်ညီမလေးတွေကတိတ်ပြီးတတ်တယ်လို့เนาะအကိုကနေပြီးတော့ဆွဲခေါ်တဲ့တဘောကเนาะ မှန်ပါဗျာ ကဲကိုကြီးကျွန်တော်ကမယ်ဗျာအချင်းဆဲဟုတ် ကဲကမယ်ဗျာ ကောင်းပါလေ လက်ကတော့လေး ကဲငါတို့ကလည်းမင်းမင်းစကားပြော လက်ကတော့လေး ငါတော့မင်းလည်းလှုပ်ချင်ပါလား ဟာ